တနင်္ဂနွေသားသမီးများအတွက်9လပိုင်းကံကြမ္မာအစိုးအကောင်းများကိုခုကနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါနော်တနင်္ဂနွေသားသမီးများက9လပိုင်းမှာဆိုလို့ရှိရင်သူကအလုံးနဲ့ပတ်သက်တာတွေအပြောင်းအရွှေ့အပြောင်းလဲတွေဖြစ်မှာဖြစ်ပါတယ်ကောင်းသောပြောင်းလဲခြင်းတွေကောင်းသောအပြောင်းအရွှေ့တွေဖြစ်တတ်ပါတယ်နော်အဲ့တော့တနင်္ဂနွေသားသမီးတွေကအလုံးနေရာတွေပြောင်းရွှေ့ရသလိုအိုးအိမ်နေရာထိုင်ခင်းတွေလည်းပြောင်းရွှေ့ရတတ်ပါတယ်ကောင်းတဲ့ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ကောင်းခြင်းတွေပိုင်ဆိုင်ရမယ့်ကာလတစ်ခုလို့ပြောလို့ရပါတယ်နော်လုပ်ငန်းနဲ့ပတ်သက်ပြီးမိမိတို့အလုံးနဲ့ပတ်သက်ပြီးတော့မှတိုးတက်ကောင်းမွန်လာတာတွေနာမည်ကောင်းတွေရရှိတာတွေနေရာကောင်းတွေရရှိတာတွေလုပ်ငန်းတိုးချဲ့ခြင်းတွေကြုံရမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေကဒီ9လပိုင်းမှာဆိုလို့ရှိရင်ပေါ့အိမ်တော်မရှိသေးတဲ့သူတွေဆိုလို့ရှိရင်တော့အိမ်တော်ကြကိန်းရှိပါတယ်အဲ့တော့အိမ်တော်ကြမယ်ဆိုလို့ရှိရင်လည်းအရန်ကောင်းတဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများအနေနဲ့ဒီ9လပိုင်းဆိုတာမိမိတို့အနေနဲ့ကောင်းမွန်တဲ့ကံကြမ္မာတွေရောက်ရှိလာတဲ့ကာလလို့မှတ်ထင်ထားမှာဖြစ်ပါတယ်ယုံကြည်ထားမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အလုပ်အကိုင်တွေကိုယ့်ရဲ့အပြောအဆိုတွေကအစကောင်းတဲ့ဘက်ကိုဥတီလာပြီးဖြစ်တဲ့အတွက်ဒီအချိန်ဒီကာလမှာမိမိတို့ရဲ့ကံတရားကိုမိမိတို့ကထိမ့်သိမ့်ဖို့လိုအပ်ပါတယ်မွေးနေ့တိုင်းမှာအိယာပြောင်းရွှေ့အိတ်တာတို့နော်တလို့လေးစားပေးတာမျိုးပြုလုပ်ပေးရမှာဖြစ်ပါတယ်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်ဒီတစ်နှစ်လုံးမှာကိုယ့်ရဲ့ကောင်းခြင်းတွေကတစ်နှစ်ပတ်လုံးအတွက်ကောင်းဖို့အတွက်ကိုရက်ရှည်ဒိဋ္ဌံပြုလုပ်ပေးရမှာဖြစ်ပါတယ်เนาะဥပမာရက်ရှည်ဒိဋ္ဌံဆိုရင်ကျမတို့ညောင်ဆယ်ပင်ဒိဋ္ဌံလည်းဝင်လို့ရသလိုနှစ်ရှည်ကာလများအတွက်မိမိတို့9ရက်ကနေဝင်လိုက်မယ်9ရက်ကနေဝင်လိုက်မယ်ဆိုရင်ဂုံတော်9ပါးကိုပဲ9ရက်ဝင်ပြီးွားရင်9ရက်နာ18ရက်ထပ်ဝင်ဒါမျိုးလေးကိုတဆင့်တိုးဝါပြီးတော့ဝင်လဲရတယ်တို့မဟုတ်ညောင်ဆဲပင်အဋိဌံကိုဝင်ပေးလဲရပါတယ်เนาะအဲ့တော့တနင်္ဂနွေသားသမီးများအနေနဲ့ဒီကာလမှာနိုင်ငံရေးသားခရီးနဲ့ပတ်သက်တာတွေခရီးတိုနဲ့ပတ်သက်တာတွေနောက်ဖျားဖို့ခရီးတွေထွက်ရတတ်ပါတယ်နိုင်ငံသားခရီးတွေတွားမယ်ဆိုရင်လည်းအောင်မြင်တဲ့ကာလတစ်ခုဖြစ်ပါတယ်တွားရောက်တတ်ပါတယ်เนาะအဲ့တော့မိမိတို့အိမ်မှာတနင်္ဂနွေသားသမီးများအနေနဲ့ကကြတော့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရာလေးတွေပျောက်ဆုံးတတ်ပါတယ်ခိုးခြင်းတွေခံရတတ်ပါတယ်เนาะဒီအချိန်မှာတော့ခရီးနဲ့ပတ်သက်တာတွေအကျိုးပေးတယ်လို့ပြောလို့ရပါတယ်အိမ်မှာနေရတယ်ကိုမရှိဘူးခရီးတွေအမြဲတမ်းသွားလာနေရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းထဲမှာညီကိုမောင်နှမထဲမှာပေါ့ခွဲခွာနေတယ်ဆွေမျိုးသားချင်းညီကိုမောင်နှမတွေနဲ့ဒီကာလမှာပြန်ဆုံရတတ်ပါတယ်အဲ့တော့မိမိတို့အိမ်မှာကောင်းမွန်တဲ့နမိတ်လေးတွေလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့အိမ်မှာပေါ့အရှိရက်ကနေအတောင်ပါတဲ့တတဝါတစ်ခုခုပေါ့ငှက်တို့စာကလေးတို့ခိုတို့လိပ်ပြာတို့ဒါမျိုးလေးတွေဝင်လာတဲ့အရှိရက်ကနေဝင်လာတယ်ဆိုရင်ဒါဆိုနမိတ်ကောင်းလေးပဲအဲ့တော့ကိုယ့်ရဲ့အကြံစီတွေကိုယ့်ရဲ့အလုပ်အကိုင်တွေကအဲ့ဒီဝင်လာပြီးတဲ့နောက်ပိုင်းမှာအောင်မြင်သွားတတ်ပါတယ်အကြံအစီတွေလည်းအောင်မြင်တတ်ပါတယ်ကိုလိုချင်တဲ့ဆန္ဒတွေလည်းပြည့်ဝတတ်ပါတယ်ဒါကြောင့်တတိလေးထားပါနမိတ်လေးတွေကိုကြည့်ပါကိုယ်တိုင်နဲ့ကောင်းမွန်စွာနဲ့နေပေးပါလို့ကျမအနေနဲ့တိုက်တွန်းပါတယ်เนาะအဲ့တော့တနင်္ဂနွေသားသမီးများအနေနဲ့ဒီကာလမှာမြေကိုအကြောင်းပြုပြီးတော့မှဒီကာလလေးမှာပေါ့အမွေကိစ္စတွေပြောဆိုပါတတ်တယ်မြေနဲ့ပတ်သက်ပြီးတော့လည်းပြောဆိုရတတ်တယ်နည်းနည်းတော့စိတ်ညစ်ရမယ်ဂျားထဲကနေပြီးတော့ခလောက်ဆန်ပြီးတော့မှစိတ်ဝမ်းကွဲစရာတွေလည်းတွေ့နေရတတ်တယ်အဲ့တော့တနင်္ဂနွေသားသမီးများငယ်ရွယ်သူဆိုလို့ရှိရင်ပေါ့ဒီကာလမှာ
အချစ်ရေးမှာပေါ့အိမ်အောင်မရှိသေးတဲ့သူအပြူလူပြိုငယ်ရွယ်သူများဆိုရင်တော့ကိုယ့်ရဲ့အချစ်ရေးမှာစိတ်တော့ကရောက်ပြီးတော့မှလမ်းခွဲသွားရတတ်ပါတယ်ဒါလေးကိုနည်းနည်းဂရုစိုက်ပေးပါအပြောအဆိုလေးတွေဂရုစိုက်ရမှာဖြစ်ပါတယ်ဘာမဟုတ်တဲ့ကိစ္စလေးကနေပြီးတော့မှကြီးကျယ်ခမ်းနားစွာနဲ့လမ်းခွဲသွားရတာလို့တယောက်နဲ့တယောက်မကြည့်ကျင်တော့လောက်အောင်မုန်းသွားတတ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများကဒီကာလလေးမှာမိမိတို့ရဲ့အညံ့အခိုက်တွေပျောက်သွားခြင်းနဲ့တက်တာပျောက်ကင်းသွားခြင်းနဲ့ဆိုလို့ရှိရင်တော့မြတ်စွာဘုရားရှင်ကိုနွားလို့နော်နွားလို့စွန့်ကပ်ပေးပါနောက်တစ်ခုကရေတက်စီလှူပေးပါနွားနို့လေးကိုစွန့်ကပ်ပေးမယ်ရေတက်စီလှူဒန်းပေးမယ်ရေတက်စီကတော့ကိုယ့်ရဲ့မွေးနေ့တောင်မှာသွားလှူပေးလဲရပါတယ်ဒါပေမဲ့လို့တနင်္ဂနွေသားသမီးများအနေနဲ့ကကျမ်းမာရေးအထူးဂရုစိုက်ပါဒူးအောက်ပိုင်းနေခါအောက်ပိုင်းဒီမှာကြိုက်တာတွေနာတာတွေနော်ခြေထောက်မထောက်နိုင်တာတွေလမ်းမလျှောက်နိုင်တာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒီလိုမျိုးဖြစ်နေတဲ့အခုပြောနေတဲ့အချိန်မှာဖြစ်နေခဲ့တယ်ဆိုလို့ရှိရင်အမြန်ဆုံးဖုံးကြောင်သွားပြီးတော့မှမိမိတို့အနေနဲ့ရက်တောင်လှူပေးရမှာဖြစ်ပါတယ်ရက်တောင်လှူပေးမယ်နောက်ရေစစ်လှူပေးမယ်နော်ဖုံးကြောင်မှာရေစစ်လှူပေးမယ်ဆရာတော်တန်ဃာတော်ယဟန်တန်ဃာတော်တွေကင်နဲ့ရက်တောင်ပေါ့နော်တန်ဃာတော်ရက်တောင်တွေပါလေလှူဒန်းပေးလိုက်ပါမကြခင်အမြန်ဆုံးကောင်းသွားတတ်ပါတယ်ဒီကာလမှာဒီ9လပိုင်းမှာဆိုရင်တော့ဒီမိမိတို့အနေနဲ့အာရုံကျနည်းနည်းညံ့ပါတယ်ကျမ်းမာရေးတွေခဏခဏတရှောင်ရှောင်ဘာမဟုတ်တာနဲ့လဲဆေးရုံဆေးကန်းတွေရောက်ရှိတတ်ပါလေဒါလေးကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်နောက်ဆုံးကံမြင့်ခြင်းနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအောင်မြင်ခြင်းနဲ့နော်မိမိတို့အတွက်ကံမြင့်အောင်လို့ဝါကြတော့တရဲညွန်လေး10ညွန်ဖန်ခွက်လေးနဲ့ထိုးပြီးတော့မိမိတို့အိမ်ပြားမှာပဲလှူဒန်းပေးလို့ရပါတယ်မွေးနေ့9:45မှာလှူဒန်းပေးရင်အကောင်းဆုံးအချိန်ခါဖြစ်ပါတယ်နော်နောက်ဆုံးအနေနဲ့ကမိမိတို့မှာအင်တာဗျူးဖြေဆိုမယ်နော်မိမိတို့ရဲ့အလုပ်ရဖို့အလုပ်သွားရှောက်မယ်အကြီးအကဲနဲ့တွေ့ဆုံမယ်အဲ့လိုအခါမျိုးမှာအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့တန်လိုက်တုံးလေးတုံးကိုစောင့်သွားလိုက်ပါဒါဆိုရင်အောင်မြင်တတ်ပါတယ်နော်တန်လိုက်တုံးလေးတုံးကိုလည်းမိမိတို့ရဲ့ပတ်စံလေးထဲမှာထည့်ပြီးတော့စောင့်ထားမယ်ဆိုရင်လည်းအရန်ကောင်းပါတယ်ကဲတနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုယ်ပါလူရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်